အားလုံးမင်္ဂလာပါကျွန်တော် CPU ဘယ်လိုဖြစ်ပါလဲတော့ဒီနေ့မှာတော့ကျွန်တော် CPU နဲ့ကောင်ဖြစ်ပါတယ် live ဖိုင်မဲ့လို့တော့ညောက်သေးပါအဲ့ဒါကတော့15မိနစ်တင်ဖြစ်ပါတယ်အားလုံးပဲတော့ subscribe လုပ်ခဲ့ကြပါဦးသူတို့မသိခင် AAB ပွဲကိုစားခဲ့ပါတယ်အဲ့ချိန်မှာသူကလည်းတက်တက်လဲလာပါတယ်ကျွန်တော်တော့ပြင်းနဲ့စတုံးနေရှင်းနေတော့ကွာပါတယ်သူကလိုက်လိုက်အိုးဒီတော့ပြန်ချမယ်ဒီပါကွာညောင်းနေချာကြီးအေးသေးပြီကွာညောင်းလိုက်လာရေးအေးသေးလိုက်တော့မယ်သေးပါကွာညောင်းကြီးတော့ဟာပြန်ပြီးမှဖြစ်မယ်ဝင်သေးနေဦးမယ်